Hello guys အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့တော့ E2C အတွက် TLS လောက်အောင်ဖြစ်ပါတယ်နော်ပထမဆုံးနဲ့ကျွန်တော်ပြောချင်တာတော့ဒီ E2C ကလည်းမကြခင်စောက်ရမှာဆိုတော့ကျွန်တော်ကတော့ဒီ TLS ကိုဒီ TLS ကို1ရက်2ရက်လောက်လိုပဲထုတ်ချင်လို့ဘာလို့လဲဆိုတော့ကျွန်တော်လည်းတေချာလေးလေးလာခြင်းလို့ပေါ့နော်ဒီအသင်းတွေအကြောင်းတေချာလေးလေးလာခြင်းလို့သူတို့ပွဲလေးတွေနဲ့ပြင်ကြည့်ခြင်းလို့ပြီးတော့သူတို့အတွက်တကယ်ကျွန်တော်တို့မဲလို့ထင်တဲ့ TLS တခုဖန်တီးပေးခြင်းလို့နော်ပြီးတော့နောက်တစ်ခုကဘာလဲဆိုတော့ဒီ TLS ကဒါကျွန်တော်ရဲ့ opinion ပေါ့နော်ဒါကျွန်တော်ရဲ့ခံယူချက်ပေါ့ brother တို့လည်းနဲ့လည်းအမြင်တူချင်မှတူမယ် okay so မြင်တူပါလေးရှိရင်ဒီသင်းကဒီနေရာမှာမဟုတ်ဘူးဒီနေရာဒီ placement မှာဖြစ်တဲ့နေဆိုရင် brother ကျွန်တော် comment section ထဲမှာဆက်ပြောလိုက်ရပါတယ် okay so စလိုက်အောင်နော် E2C tier list ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ဒီသင်းလေးကိုတစ်ချက်ရင်ကြည့်အောင်နော် team vitality ဆိုတာဒါ Bigatron by vitality နော် Bigatron by vitality ကိုတစ်ချက်ကြည့်လိုက်ရအောင်တို့ရဲ့ roster လေးတစ်ချက်ရင်ကြည့်လိုက်အောင်နော် brother တို့ roster လေးတစ်ချက်ရင်ကြည့်အောင်တို့ roster Shogun Nile Moreno Iman ရဲ့ fan เนาะဒီ roster ကတော့ကျွန်တော်တို့တော်တော်လေးတော့အထင်ကြီးအောင်လုပ်မိစေခဲ့ဘာလို့လဲဆိုတော့တို့ NBA Indo မှာ Onyx Indo ကိုကြီးဆုံးနေတော်တော်ကြာပြီပြသေးလား3-4နှစ်လောက်ဒီကောင်လေးပဲတော်တော် champion ရနေသူတို့ဆိုတော်တော်ပြင်းနေတယ် okay အဲ့ချိန်မှာတို့က champion ယူရဲဆိုတော့ဒါတော်တော်လေးကောင်းတယ်လို့ပဲပြောမှာပဲเนาะပြီးတော့သူသဖြင့်ဒီမှာကျွန်တော်ဒီ season ကျွန်တော် Bigatron impress လုပ်မိတယ်ဘယ်နေရာမှာလဲဆိုတော့အရင်တော့ဆိုရင် BTR အဲ့လိုဒီemail ကိုအရင်အားကိုးရပြသေးတယ်အခုချိန်မှာ email ကိုအားမကိုးပဲเนาะဒီ Shogun တို့ Moreno နားတို့ Fin တို့အကုန်လုံး၄ယောက်လုံးကျွန်တော်၄ယောက်လုံးက step up ဖြစ်လာတယ်လို့မြင်တယ်သူတို့ gameplay လည်းပိုကောင်းလာတယ်အရင်တော့လို့ email centric ကြီးမဟုတ်တော့ဘူးသူတို့ play side ပြောင်းသွားပြီသူတို့ကိုတာဝန်ကိုကောင်းလုံးနိုင်တယ်ပေါ့အဲ့လိုပဲပြောမှာပဲเนาะအဲ့လိုပဲပြောမှာပဲဒီမှာကဲ key player ဆိုရင်တော့Moreno နဲ့ Fin လို့ပဲပြောမှာပဲเนาะဒီနှစ်ယောက်လုံးကတော်တော်လေးကိုကျွန်တော်ကြည့်ရတဲ့မှာဒီ Onyx Indo ပြန်တီးနိုင်တဲ့ mid duo ဆိုဒီနှစ်ယောက်ပဲရှိရတယ် Indo မှာတော့ဒါပေမဲ့ international scene မှာဆိုရင်တော့သူတို့တတိထားမှာတော့နောက်ထပ်3-4သိန်းလောက်တော့ပါလာပါတော့3-4သိန်းလောက်တော့ပါလာတယ်ဒါပေမဲ့ဘယ်လိုပဲပြောသူတို့ performance ကကျွန်တော်တော်တော်လေး impress ဖြစ်မိစေရပေါ့နော် okay သူတို့ရဲ့ဒီ tournament history နောက်ဆုံးဆော့ထားတဲ့ပွဲလေးချက်သွားကြည့်အောင်နော် brother နောက်ဆုံးဆော့ထားတဲ့ပွဲကတော့ brother မှာနော် Onyx Indo နဲ့ 4-1 Onyx Indo နဲ့ 4-1 မှာဆိုတော့တစ်ချက်ကြည့်လိုက်အောင်နော်Okay မှာ play off လေးချက်ကြည့်လိုက်အောင်နော် play off မှာ brother ဒီမှာချက်ကြည့်အောင်နော်ဒီကဒီ BDR မှာကျွန်တော် highlight ချင်တာတော့ကျွန်တော်ပြောနေတာဒါပဲနော် Moreno ပဲ bro နော်ဒီကောင်ရဲ့ Kimmy ဇူစင်းနေဒီလီလီယာရဲ့တော်တော်လေးလမ်းနေထဲမှာပါတယ်ကျွန်တော်မမေ့တော့ဒီကောင် KD ကတော်တော်လေးဘယ်လိုပြောမလဲဆိုတော့ဒီ final မှာ KD တော်တော်ကောင်းတယ်တေးရတော်တော်ရှားပြီပြီးတော့ကျွန်တော်ကြည့်ရတော့သူတို့တက်ကြုံလာနေတော်တော်လေးအသားကျနေတယ်ဒီနားဆိုရင်သူ software hero ကြီးနော် Fredrin Berkshire Akai Berkshire ဆိုသူတို့တက်ကြုံလာ play style တော့တော်တော်လေးတော်တော်လေး trainer ပုံစံရတယ်ဒါပေမဲ့ဒီ EWC မှာလာမှာတော့ကျွန်တော်ထင်တော့ assassin jungle လာမှာဖြစ်တဲ့အတွက်သူတို့ပြန်ပြီးတော့ adapt လုပ်ရအောင်မယ်အဲ့တော့အမှန်ပြောဆိုအရင်အဆင်ပြေလောက်လာဆိုတော့ကျွန်တော်ထင်တော့အရင်တော့အဆင်မပြေတော့ဗျာသူတို့အတွက်ဘာလို့ဆိုကျွန်တော်ကြည့်လောက်တော့ player တောက်လျှောက်တစ်ခုလုံးမှာတော့သူတို့ဟိုဟာပဲစော့တာများတယ်ဗျာဒီလားဒီတန်ဂျန်ဂလာနဲ့ပဲနိုင်ထားများတယ်ဒီတန်ဂျန်ဂလာနဲ့ play style နဲ့အရင်အသားကျပြီးတော့ assassin ဂျန်ဂလာ play style မှာလည်းနည်းနည်း delay ဖြစ်အောင်ဖြစ်နိုင်တယ်နော်တစ်ချက်ကြည့်ကြည့်အောင် G final ဆိုနေကြည့်ပါတော့သူတို့နိုင်သွားတဲ့ပွဲတွေမှာ Federer Berkshire Akai Essential နော်ဒီ Tanky Hero နဲ့ပဲနိုင်တာများရပါတော့ Okay TID နဲ့ပွဲမှာလည်းကြည့်ပါတော့နော် Fanny ကိုတပွဲဆော့သွားတယ် player တော့6တစ်ခုလုံးမှာဒီ Fanny ပဲမှကြည့်ကြအောင်နော် Liamore Harley ဟုတ်တယ်ဟို Evo နဲ့တော့ဟိုဆော့နေ Harley ဟိုဆော့နေဆိုနှစ်မျိုးလုံးတော့ရထင်တာပဲနော်ဒါပေမဲ့ကျွန်တော်ထင်တော့ဒီ play side ဘက်တော့ဒီတန်းကြံလာ play side ဘက်တော့နည်းနည်းပိုသွားမယ်ဗျာဒီလားအဲ့တော့ TLS ကိုပြန်သွားရမယ်ဆိုရင်တော့ကျွန်တော်ကတော့ဒီသူတို့အတွက် adapt လုပ်ရတော့နည်းနည်းခံအောင်မထင်တယ်နော်သူတို့ play side နဲ့အဲ့တော့ကျွန်တော်ကတော့ champion တော့ဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့နည်းနည်းတော့လိုသေးတယ်နော်အဲ့တော့ကျွန်တော်ဒီ maybe champion မှာပဲထားရမယ်နော်ဖြစ်တော့ဖြစ်နိုင်တယ်ဒါပေမဲ့ဘယ်လိုပြောမလဲဆိုတော့အရင်တော့မဖြစ်နိုင်ဘူးပေါ့အရင်တော့မဖြစ်နိုင်ဘူးပြောပါမယ်ဘာလို့ဆိုဒီ TLS မှာဒီသူ့တက်ပုံနဲ့အသင်းနေရှိနေသေးတယ်လို့ကျွန်တော်ထင်တယ်အားကြောင့်မလို့ပေါ့နော် Okay True Rippers ကိုတစ်ချက်ကြည့်အောင်နော် True Ripper ဆိုတာဘယ်အသင်းလဲဆိုတော့ Okay ဒါလေးပိတ်လိုက်အောင်နော်ပိတ်လိုက် True Rippers Okay ဒါIndia Okay India ဆိုတော့ကျွန်တော်ဒီက player တယောက်မှမသိဘူးဒီတယောက်တော့သိတယ်ဒီတယောက်တော့မသိဘူး Ian ဆိုတာကျွန်တော်မမိလောက်တော့ RU MDM မှာ sorry player ပေါ့နော် RU MDF player
ဒီသင်းလဲဒါအများကြီးပြောကြမလို့เนาะအများကြီးပြောကြမလို့ဆိုတော့ဟိုပါပဲထည့်ရုံအရင်အချိန်အိမ်ပြန်မဲ့အသင်းထဲမှာပါပြီဘူးဒါကတော့စိတ်မကောင်းပါဘူးเนาะ okay ဒီသင်းတော့အများကြီးမပြောတော့ဘူး Team Falcons PH okay Team Falcons PH ကတော့ okay သူတို့ roster လေးချက်ကြည့်အောင်เนาะ brother တို့လည်းအကုန်လုံးတော့သိမှရှင်တယ်သူတို့ roster ကိုသူတို့ roster မှာတော့ Flap DZ ရယ် Ka DZ ရယ် Haji ရယ် Super Marco အုံးဝင်ဒီ roster ကဒီ ၄ ယောက်ကဆော့တော့တော်တော်ကြာပြီเนาะ Flat DZ နဲ့ Ka DZ နဲ့ Super Marco နဲ့အုံးဝင်နဲ့ဆော့တော့တော်တော်ကြာပြီသူတို့ဒီ M5 မှာလည်း champion ယူထားတယ်ဒါပေမဲ့အဲ့ M5 ပြီးတဲ့ကသူတို့နည်းနည်းတော့ struggle ဖြစ်နေဘာလို့လဲဆိုတော့သူတို့ဒီ few နဲ့အဆင်မပြေမှုရှိတာဘာလဲမသိဘူးဒါပေမဲ့ few မရှိတဲ့အချိန်မှာတော့တော်တော်လေးပြန်ပြီးတော့အဆင်ပြေလာမြင်ရတယ်เนาะဒီ Haji နဲ့ပေါင်းတဲ့အချိန်မှာသူတို့ရဲ့ chemistry ကတော်တော်လေးလန်းလာတယ်သူတို့ဒီ MPL သူတို့ရဲ့ဒီ MPL page playoff မှာဆိုရင်သူတို့နောက်ဆုံးဆော့ခဲ့ပွဲပေါ့နော်ဒီ MPL page playoff မှာဆိုရင်လည်းဒီမှာကြည့်ပါတော့နော် Onyx PH ကို lower bracket မှာ full နဲ့နိုင်ယူခဲ့နော်အမှကြည့်မယ်ဆိုရင်တော့ဘာမင်းရလဲဆိုတော့ဒီ Cartesi ကတော့ဒီ assassin တွေပဲဆော့တာများတယ်နော် assassin တွေပဲဆော့တာများတယ်မှာကြည့်သူနိုင်ဝဲပွဲဆိုကြည့် Suyu ငါးပွဲဆော့ပါSuyu ဆရာကြီးဟုတ်လား okay သူတို့ကတော့ကျွန်တော်ပြော assassin jungle နဲ့တော်လေးအသားကျတယ်ပြီးတော့ဒီ evolution အတွက်မှာလည်း patch မှာလည်း brother တို့ကျွန်တော်ရဲ့ဒီ guide မှာတွေ့ထားတဲ့အတိုင်းပဲဒီတန်းကျင်ကလာကိုတော်တော်လေး nerf ထားတယ်တော်တော်လေး nerf ထားတာမဟုတ်ဒါပေမဲ့ nerf ထားတယ်ဆော့လို့မရတော့ဆော့လို့ရတယ်ဒါပေမဲ့ဟိုအရင်တော့လိုမျိုးတစ်ဖက်သက်ကြီးပဲဖြစ်တော့မှာမဟုတ်ဘူးဒီတန်းကျင်ကလာကြီးပဲအဲ့လိုအရင်တာနေရအဲ့လိုခံစားမှာမဟုတ်တော့ဘူး assassin jungle ကြီးလည်းပို့ပြီးတော့အဆင်ပြေလာတော့တယ်နော်ဒီ grand final မှာကြည့်မယ်ဆိုရင်ဒီမှာကြည့်ဆော့ပါပါကျွန်တော် Liamot Suyu Fredrin okay သူတန်းကျင်ကလာ assassin jungle ကို Kaitisi ကကောင်းတဲ့ player ဖြစ်တယ်ပြီးတော့ဒီ Philippines ထဲမှာဆိုရင်လုံးဝလို့သူဆော့တာအတင်းနေကြည့်ပဲသေးလား Onyx PH တို့ bro Onyx PH တို့ Omega တို့ Onyx PH တို့ Omega တို့ဆိုတော့တော်တော်လေး strong ဖြစ်တယ်ထင်တယ်ဒီ Falcon PH ရသေးလားဒီ international မှာလည်းအများနဲ့ consistent ဖြစ်တယ်သူတို့နော်ဒီ international သွားရင်တော့သူတို့အများနဲ့ top 4တော့ဝင်တယ်နော် grand final တွေပါလည်းရောက်လေးရောက်ခရှိတယ်အဲ့တော့ကျွန်တော်ကတော့ champion ဖြစ်ကောင်းဖြစ်နိုင်တယ်ဘလို့ဘာလို့လဲဆိုတော့ကျွန်တော်ပြောထားတဲ့အတိုင်းပဲเนาะဒီကျွန်တော်အဓိကဘာလို့ကြည့်လဲဆိုတော့ဒီ meta နဲ့သူတို့ရဲ့ဒီအသင်းရဲ့ play style ချက်ကြည့်ရပေါ့နော်ဒီ meta မှာဆိုရင်တော့ကျွန်တော်ပြောလို့ပဲ assassin jungle ရောတန်း jungle ရော sword တက်မှာပဲပိုကောင်းမယ်တည်ရမလို့တမျိုးကြီးပဲ sword တက်တယ်ဆိုရင်တော့တိတ်အဆင်ပြေမယ်မထင်ဘူးကျွန်တော်ထင်တော့အဲ့တော့ဒီနှစ်ခုလုံး sword ပိုင်းတဲ့အတွက်ကျွန်တော် team falcons ကိုဒီ STM မှာထားရမယ်เนาะဒီ champion ဖြစ်နိုင်တယ် okay ကွမ်ဇုံ gaming เนาะကွမ်ဇုံ gaming ချက်ကြည့်လိုက်အောင် brother တော့ဒါကတော့တရုတ်ကအသင်းပေါ့နော်ဒီတရုတ်ကတော့ဒီကျွန်တော်ထင်တော့ brother တို့သူတို့ rule တစ်ခုထုတ်တာဘာလဲဆိုတော့သူတို့ကဒီ import မှာ jungler rule ကိုခေါ်လို့မရတာဘာလဲမသိဘူးသီလားအဲ့တော့သူတို့ jungler local jungler ကြီးဖြစ်နေပြီသီလား local jungler ကြီးဖြစ်နေဆိုတော့ကျွန်တော်ထင်တော့အရင်ကောင်းမှမထင်ဘူးအရင်တော့ကလည်းဒီ DFYG တို့ဘာလို့ကောင်းလဲဆိုတော့ဒီ super can တို့ပြီးရင်ဒီ Indo က EHC လိမ့်တာ Vero ဘာလို့ရှိလို့ကောင်းတယ်လို့ထင်တယ်လို့ import player ကြီးမရှိဘူးဆိုရင်တော့ကျွန်တော်ထင်တော့အရင်တော့တိုးမယ်မထင်ဘူးဗျဘာလို့လဲဆိုတော့တရုတ်ကဘာလို့လဲဆိုတော့နောက်တစ်ခုကသူတို့ server ကျွန်တော်တို့နဲ့မတူဘူးဗျသိလားသူတို့ server သက်သက်ရှိရယ်သူတို့ hero တွေ meta တွေသက်သက်ရှိရယ်အဲ့တော့သူတို့ဒီ E2C meta ကို adapt လုပ်နိုင်မယ်လို့ကျွန်တော်မထင်ဘူးသူတို့တော့ရမ်းခက်ခဲလိမ့်မယ်ပြီးတော့ကျွန်တော်တို့ဒီ cruise တွေကြုံမယ်လို့မထင်ဘူးเนาะဒါကတော့အိမ်ပြန်มาပဲထည့်ရတော့မယ်ဗျာတော့အိမ်ပြန်มาပဲထည့်ရဒါကြီးစမ်းပါမလား okay ပြီးမှပြန်လုပ်လိုက်အောင် okay ဒါကတော့ဟိုတော့ပေါ့နော် Guangzhou Gaming အတွက် okay Team Vamos okay Team Vamos line နဲ့လေးချက်ကြည့်လိုက်အောင်နော် brother Zeno ရဲ့ Sipa ရဲ့ Era 44ရဲ့ Clockon ရဲ့ Netgo ရဲ့ Sequif ရဲ့ okay ဒီ roster 6ကတော့ဒါကတော့ပွင့်ပြောမယ်ဆိုတော့ကျွန်တော်တို့နည်းနည်း impress လုပ်မိသေးတယ်ဒါပေမဲ့ impress လုပ်ခဲ့ရတယ်ပေါ့သူတို့ရဲ့ဒီ MPL MY playoff မှာကျွန်တော်တို့ impress လုပ်မိသေးတယ်ဒါမဲ့ဘယ်လိုပဲပြောသူတို့ SRG ကို grand final မှာ4-0နဲ့ရှုံးလိုက်ရတော့တော်တော်ရုပ်ပြတ်ဆင်းပြတ်ဖြစ်လုံးနေပြသေးလားဘာလို့လဲဆိုတော့ရှုံးရအကြောင်းမရှိဘူးပြသေးလားရှုံးရအကြောင်းမရှိဘူးဆိုတာဟိုအဲ့လိုမျိုးကြီးဘိုးတို့ဘက်ကြီးရှုံးရအကြောင်းမရှိဘူးပြသေးလားသူတို့လည်းဆော့တာမစိုးဘူးပြကောင်းတယ်ပြသေးလားဒီ playoff မှာဆော့တာရမစိုးဘူးဒါပေမဲ့ဘယ်လိုပဲပြောကျွန်တော်ထင်တော့ဒီလိုအပ်ချက်တွေအများကြီးလိုအပ်သေးတယ်လို့ထင်တယ်ပြသေးလားဟိုမှာဆိုကြည့်ပါတော့4-0နဲ့ရှုံးအောင်အဲ့ရတော်တော်ရုပ်ပြတ်တယ်ပြသေးလားဒီ SRG ဆိုမလေးရှားမှာချန်ပီယံဖြစ်နေတော်တော်ကြာပြီဗျာ3နှစ်လောက်ရှိအောင်ထင်တယ်နော်6ခါတက်လောက်ချန်ပီယံယူနေအဲ့ဒါယူမကြော်လွားနိုင်ဘူးဆိုရင်တော့ကျွန်တော်ထင်တော့ဒီ international မှာလည်းဘာမှတိတ်မဖြစ်တော့ဘူးလို့ထင်တာပဲเนาะကျွန်တော်ထင်တော့ဒီ cruise တွေတော့မကြော်တော့ဘူးထင်တာပဲเนาะအိမ်ပြန်သွားထည့်လိုက်တော့ top 8တော့ဖြစ်နိုင်သေးလားဆိုတော့ဖြစ်နိုင်သေးတယ်ထင်တာပဲဒီနှစ်ခုကြားထဲမှာတစ်ခုထည့်ခြင်းတယ်ပေါ့ဗျာဒါပေမဲ့
ဒီမှာပဲထည့်လိုက်တော့မှာဗျ Okay guys let me ခဏ pause လိုက်မယ်နော် brother ခဏ pause လိုက်မယ် Okay guys let's go နော်team farmos ပြီးသွားပြီဆိုတော့ team spirit သွားလိုက်ရအောင်နော် team spirit ရဲ့ roster လေးချက်ကြည့်လိုက်ရအောင်ချက်ပေးလိုက်မယ်နော် team spirit roster လေးချက်ကြည့်မယ်ဆို kit bomber saw egoist ရဲ့ sunset lava hiko ရဲ့စဖို့ဒီ၄ယောက်ကတော့ saw တော့ကြာရင်နော် kit bomber ရဲ့ sunset lava hiko ရဲ့စဖို့ကျွန်တော်မမိလို့တော့ကျွန်တော် kit bomber နဲ့ကျွန်တော် elusi မှာစကားပြောပြခဲ့တယ်သူကျွန်တော်ဘာပြောလဲဆိုတော့ဒီကောင်လေးပေါ့နော် saw egoist ဆိုတဲ့ကလေးကအသက်ငယ်လေးရှိသေးတယ်ဘယ်လောက်ပဲရှိသေးတယ်မသိဘူးတက်က16ပဲရှိသေးတယ်နော်သူမြင်မှုရဲ့ထဲမှာဂျန်ဂလာအကောင်းဆုံးပဲကျွန်တော်တို့အဲ့လိုပြောသွားပြီနော်အရန်ကျန်းတယ်ကျွန်တော်တို့အဲ့လိုပြောသွားပြီအဲ့ဒီ season မှာသူတို့ခေါ်လိုက်ပြီပေါ့နော်ခေါ်လိုက်ပြီဆိုတစ်ချက်ကြည့်အောင်ပေါ့နော်တစ်ချက်ကြည့်အောင်ကျွန်တော်ပြောသွားတော့သူမြင်မှုရဲ့ဂျန်ဂလာထဲမှာအကျန်းဆုံးပဲဒီကလေးကအသက်16နှစ်ပဲရှိသေးတယ် short goal တွေပါလေအရန်ကောင်းတယ် game play ပါလေအရန်ကောင်းတယ်ကျွန်တော်တို့အဲ့လိုပြောသွားပဲပြီးတော့သူတို့ရဲ့ဒီ tournament placing တွေတစ်ချက်ကြည့်အောင်နော်သူတို့ရဲ့ result တွေတစ်ချက်ကြည့်အောင် brother Okay M7 မှာဆိုရင်တော့15နဲ့6เนาะ M7 မှာ15နဲ့6 GOF မှာလည်း9နဲ့8 9နဲ့8ပဲเนาะ Idrusi မှာလည်း9နဲ့8ပဲ Okay သူအဓိကကတော့ဒီနေရာမှာပဲမြင်ရတာတော်တော်များပဲเนาะ9နဲ့6နဲ့9နဲ့8နဲ့เนาะဒီနေရာမှာခဏမြင်ရတယ်ပေါ့เนาะ9နဲ့6နဲ့9နဲ့8နဲ့ဒီတစ်ခေါက်တော့ကျွန်တော်ကတော့ယုံကြည်ပေးခြင်းတယ်ဒါပေမဲ့ဘယ်လိုပဲပြောကျွန်တော်ထင်တော့အလွန်ဆုံးရအောင် top 4 ထိပဲဗျာဒီလားအဲ့တော့မကြော်လောက်ဘူးဗျာနော် top 4တော့မကြော်လောက်ဘူးထင်တာပဲအဲ့တော့ဒီမှာပဲထည့်လိုက်တော့ top 8မှာပဲထည့်လိုက်တော့မယ်အဲ့နေရာလောက်မှာပဲချန်ပီယံဖြစ်နိုင်လားဆိုတော့ဖြစ်ကောင်းဖြစ်နိုင်ပါတယ်စိုးတော့မစိုးဘူးဗျာဒီကသူတို့ performance အဲ့လို international တစ်ခုနဲ့တစ်ခုတိုးတက်လာတော့မြင်ရတယ်ဒါပေမဲ့ဟိုအသင်းကြီးတွေမကြော်နိုင်ဘူးဖြစ်နေအောင်နော်ဟိုဖိလစ်ပင်းတင်းတွေရဲ့ဒီ SRG တို့ပါတော့အဲ့တင်းတွေတွေ့ရင်မကြော်နိုင်ဘူးဖြစ်နေအောင်โอเคဒါပေမဲ့ဒီတစ်ခါတော့ယုံပေးလိုက်ပါမယ်နော်ဂျန်ဂလာအရင်ကျန်းတယ်လို့ပြောတော့ကျွန်တော်ယုံပေးလိုက်ပါမယ်အဲ့တော့ဒီမှာထည့်ပေးလိုက်မယ်နော်โอเคနောက်တစ်ခုကဘာလဲဆိုတော့ Team Falcon Mina နော် Team Falcon Mina ဆိုတာဒါ White Cat အသင်းပဲပြက်သွားရ Team Falcon Mina က White Cat အသင်းပဲဒီမှာသူတို့ရဲ့ roster တော့ Sanji ရဲ့ဘူရဲ့ Tarzan Caffin ရဲ့ Sano ရဲ့ True ရဲ့နော်ဒီSaudi player 4ယောက်နဲ့ Philippines 1ယောက်နဲ့ပေါ့နော်ကောင်းလားဆိုတော့သူတို့ White Cat မှာတော့တော်တော်လေးကောင်းတယ်ဗျာဒါပေမဲ့ဘလို့ပဲပြောဗျာကျွန်တော်လည်းအရင်တော့အချိန် brother အချိန်အရင်မဖြုံးမြင်ဘူးကျွန်တော်တို့ဒါကတော့အိမ်ပြန်ထဲမှာထည့်လိုက်ရမယ်နော်အိမ်ပြန်ထဲမှာထည့်လိုက်မယ်အိမ်ပြန်ထဲမှာထည့်လိုက်တော့ international တော့တော်တော်လေးတော့တွေ့ရ Team Falcons Mina နော်သူတို့ international မှာတော့ consistently ပါတယ်ဒါပေမဲ့ဘလို့ပဲပြောဒီ top 8တော့မကြော်ဘူးထင်တာပဲပြီးတော့ EWC က single elimination format ဆိုတော့ group stage ကကြော်ဘူးတော်တော်ခက်ပါဗျာသိလားပြီးရင် top 8ကျရင်လည်းသူက single elimination ဆိုတော့ဟိုပြုတ်ဖို့တော်တော်များရဗျာသိလားအိမ်ပြန်ဖို့ပဲတော်တော်များရဒီပထမဒီ cruise မှာတွေကရှုံးဖို့ရှိရဗျကျွန်တော်ထင်တော့အဲ့လိုပဲထင်တာပဲเนาะ Okay Ignite Gaming လေးကြည့်လိုက်အောင်เนาะ Ignite Gaming ကဘယ်သူတွေလဲဒါစင်ကူကလားဟုတ်လား Okay ဟောအောင် play က1 2 3 4 5 6 9 10 11 လို့73လောက်ဖြစ်နေတာ play ကရဟိုတခါအိမ်ပြန်နေထည့်ရမယ်เนาะအများကြီးမပြောတော့ Okay GK Esports เนาะ GK ဆိုတာဒါ Saudi ကသူတို့ဒါ champion ရထားတဲ့အတင်းသူတို့ YG နဲ့ဆော့အောင်ပါเนาะ YG နဲ့ဆော့အောင်တိတ်မလို့တော့နောက်ထပ်2ရက်နဲ့9နာရီပဲလို့ပြောတော့ Okay ချက်ကြည့်အောင်เนาะသူတို့ Aizen ရဲ့ Zeno ရဲ့ဟိုဒါဘာအလိန်ရဲ့ဟာမွန်ဂိုလီးယားကြီးလားဟုတ်လားမွန်ဂိုလီးယားအလိန်လားဟုတ်လားခါတော့ကျွန်တော်သွားရှာကြည့်လိုက်အောင်မွန်ဂိုလီးယား flag ဆိုပြီးတော့ဒါမွန်ဂိုလီးယားကြီးမလားဟုတ်တယ်မလားချက်ကြည့်လိုက်အောင်ဒီ player ဟုတ်တယ်မွန်ဂိုလီးယားကြီးပါမွန်ဂိုလီးယား player ပါ sorry ရောက်နေတာ okay Saudi plus Mongo ပေါ့နော်သူတို့ရဲ့ဒီကျွန်တော်ဒီအသင်းကိုပွင့်လည်ပြောမှာတခါမကြောက်ဘူးကျွန်တော် Falcon အဲ့ Mina region မှာသိရဆိုလို့ကျွန်တော် Falcon နဲ့ Twisted Mind ပဲသိရကျွန်တော်အသင်းနဲ့ကျွန်တော်သိမသိဘူးသူတို့ဖွဲ့တာတော့တော်လေးကြာပြီနော်2024ရဲ့ရှိရ Okay White Cap မှာလည်းပါတယ်ရှင်နော်2024တော့ပြီးတော့သူတို့ MPA Mina မှာသူတို့စင်တက်ရထားတယ် Saudi MPA Mina season 8မှာအဆင့်5 6အရင် season Okay ဒီ season မှာသူတို့ champion ဖြစ်ဘူးပေါ့နော်Okay ဒီအသင်းကြောင့်တော့ကျွန်တော်အရင်တော့မသိဘူးပြဒါပေမဲ့သူတို့ရဲ့ဒီ result လေးတစ်ချက်ကြည့်ကြအောင်နော်သူတို့ result လေးချက်ကြည့်ကြအောင်သူတို့ရဲ့ playoff လေးတစ်ချက်ကြည့်အောင်နော် grand final မှာ Team Falcon 4-3 နိုင်အောင် 4-3 ဆိုတာအရင်ပြတ်သားတဲ့ result မဟုတ်ဘူးနော်အရင်ပြတ်သားတဲ့ result မဟုတ်ဘူးဆိုတော့
Falcon Mina နဲ့အရင်ကွာလို့မခံစားရအောင် Okay သူတို့ရဲ့ hero လေးကြည့်ကြအောင်နော် YG နဲ့တွေ့မှာဆိုတော့နော် Guinevere Berkshire Harley Suyu Berkshire okay Liamore Hayabusa okay assassin တွေတော့ဆော့ရနော်သူတို့ range ကြည့်မယ်ဆိုတော့အရင်တော့လို့ convincing တော့မဖြစ်ဘူးပြသေးတယ်သူတို့ဒီ lower semi သူတို့ကြည့်ပြ upper semi မှာသူတို့ဆော့တယ် Z3 နဲ့ရှုံးတယ် lower bracket မှာလည်းဆော့တယ် 3-2 နဲ့နိုင်တယ် lower bracket မှာထပ်ဆော့ 3-2 နဲ့ထပ်နိုင်တယ် 4-3 နိုင်အဲ့တော့ဒါအရင်ပြတ်သား result မဟုတ်ဘူးသူတော့ကျွန်တော်ထင်တော့ဒီ Falcon Mina နဲ့ level ချင်းလောက်ပဲရှိမှာဗျာဟုတ်သေးလားအဲ့တော့ကျွန်တော်ကတော့cruise မကြော်ဘူးလို့ပဲထည့်ပေးရမှာစိတ်မကောင်းဘူးအော်ငါ pro east ကိုကြော်ရလားဟာလားဝန်ထားရပါ pro east ကိုနောက်မှဝင်တော့ GK ဒါကတော့အိမ်ပြန်မသိနေရများလိုက်လား1နဲ့3ဒီငါ6သိန်းတောင်ရှိနေရအိမ်ပြန်မသိနေရနည်းနည်းများသွားတယ်နော်ချိနာတဲ့ကောင်အိမ်ပြန်ပဲစွတ်ထဲတယ် Okay နောက်တစ်သိန်းကတော့ SRG ပေါ့နော် Southern Red Giants SRG guys SRG ရောကျွန်တော်အရင် EWC တော့ကျွန်တော်ပြောခဲ့တယ်အရင် M7 မှာလည်းပြောခဲ့တယ်နော် SRG ကသူတို့ဆော့ခဲ့ international tournament တွေမှာ replacing အမြင်ကောင်းနေပါသေးလားဒီ M7 မှာဆိုအဆင့်3ထိရတယ်ဒီ MSC မှာဆိုရင်အဆင့်1ရတယ် M6 မှာဆိုတတိယရတယ်ပြီးလွန်ခဲ့ 2024 MSC မှာအဆင့်1ရအဲ့တော့ကျွန်တော်ပြောချင်တာဗာလဲဆိုတော့သူတို့က consistent ဖြစ်တယ်ဗျာ brother တို့ဘယ်လိုပဲကြည့်သူတို့ game လေးကောင်းနေပြောဘယ်လောက်ကောင်းနေပြောဘယ်လောက်ဆုတ်တယ်ပြော pattern တစ်ခုတော့မြင်ရဗာလဲဆိုတော့သူတို့အမြဲတမ်း placement အမြင်ကောင်းတယ်ပြီးတော့ဒီ roster ကလည်းမချိန်တော့ဘူးဆိုတော့ကျွန်တော်ထင်တော့ result ကတော့အရင်တော့မချိန်တော့ဘူးเนาะဒီ champion ဖြစ်နိုင်ခြေရှိတယ်ဒီ champion ကိုချိန်ချောက်နိုင်ဖို့သူတို့မှာဟို roster power လည်းရှိတယ် hero pool လည်းရှိတယ်ဆိုတော့ဒါတော့ကျွန်တော်ဒါတော့ easy ပဲเนาะသူတို့ဒီမှာထည့်လိုက်မယ် champion ဖြစ်ကောင်းဖြစ်နိုင်တယ်เนาะ champion ဖြစ်ကောင်းဖြစ်နိုင်တယ် team Falcon ရဲ့ SRG ထည့်ပေးလိုက်မယ်ဒါမှ Okay နောက်တစ်ခုကဘာလဲဆိုတော့သူတို့ဦးနီကိုခေါ်ထားရပေါ့နော်ဦးနီကိုခေါ်ထားရဆိုမှသူတို့အရင်တော့မသုံးပြဘူးเนาะဒီ Grand Bank ခံပြီးရတဲ့နောက်ပိုင်းမှာ Sakis နဲ့ပဲပြန်ဆော့တယ်ဒီမတမှာလည်းအဆင်ပြေမှထင်တာပဲဘာလို့ဆိုတော့ Sakis ကဒီသူ့ရဲ့ assassin တွေတော်တော်လေးကောင်းတယ်တန့်ကြင်္ဂလာလည်းတော်တော်လေးအဆင်ပြေဆိုတော့ကျွန်တော်ထင်တော့သူတို့ဒီ SDM မှာထားရမယ်เนาะဒါကတော့ SRG ပေါ့เนาะ Okay နောက်တစ်ခုဘာလဲဆို Pro Esports ကချက်ကြည့်ကြအောင်เนาะသူတို့ဖိလစ်ပိန်းနှစ်ယောက်ပါတယ်ဒီ player တော့player တက်နိုင်လားဆိုတစ်ချက်ကြည့်ရအောင်เนาะအဲ့တော့ကျွန်တော်တို့ရဲ့ဒီ MPA ဟိုအရင်တစ်ချက်ကြည့်လိုက်မယ်သူတို့ရဲ့ဒီ MPA ချက်ရင်ကြည့်လိုက်မယ်เนาะ Okay သူတို့ grand final မှာ4-0နိုင်တာသူတို့ကြည့်ရတော့ assassin jungle နဲ့တော့တော်တော်လေးတော့ကောင်းတဲ့ပုံပဲเนาะ pro esport ကြည့်ကြည့်အောင်ဟုတ်တယ်သူတို့ assassin တွေပဲဆော့အောင်များရယ်เนาะမပေါ့ဒီဘက်ကြည့်ရမှာအားလုံးကိုနေပြီး joy ရည်စမ်းရှင် Okay ဒီသင်းကမစိုးဘူးလို့ပဲပြောမှာပဲမစိုးလို့ပဲပြောမှာเนาะဒါပေမဲ့ play ရောကြော်နိုင်ရဆိုတော့မကြော်နိုင်ဘူးထင်တာပဲကျွန်တော်ထင်တော့မတတ်နိုင်ဘူးထင်တာပဲ play ရောအိမ်ပြန်မှု chance တော့များရပြသီလားတော့အိမ်တယ်ဖယ်ရောက်သွားပြီလေတော့အိမ်တယ်တသိမ်းမှမရှိဘူးကွာဘာလို့က bracket ကို3ခုလောက်ခွဲနေရတယ်အဲ့ဒါ4ခုလောက်ခွဲထားရတယ်3ခုလောက်ပဲခွဲလိုက်ရမှာတင်တယ်เนาะမဲပြောဆို pro esport ကြောနိုင်မှာကျွန်တော်ဒီမှာထည့်ပေးလိုက်ပါမယ်เนาะကျွန်တော်အရင်ဒီ bracket နည်းနည်းများနေတယ်เนาะရှိသမျှသိနေကုန်ဒီထဲပြစ်ထဲတယ် Okay ဒါကတော့ pro esport ပဲเนาะအရင်တော့ပြောစရာမရှိဘူးဒါက onyx indo အကုန်သိရเนาะမှာ Kara နဲ့အားဖြည့်ထားတယ်ပြီးတော့ဒီကျွန်တော်၄ယောက်ကတော့ဆော့ရနည်းတော့ကြာနေပေါ့နော်ဒါပေမဲ့ဘယ်လိုပဲပြောသူတို့ international မှာဆိုရင်သူတို့ result တွေကမကောင်းဘူးဗျာသိလားမကောင်းသူတို့ international result တွေကလုံးဝမကောင်းမှကြီးအဆင့်9ရယ်အဆင့်10ရယ်မှာဆိုအဆင့်4ရယ်ဒီမှာဆိုအဆင့်9နဲ့7နဲ့နော်သူတို့ဒီ MSC 2024မှာအဆင့်9နဲ့7နဲ့ M5 မှာဆိုဒုတိယ M5 MSC M6 ပဲရော M6 M6 မှာဘယ်လောက်ရM6 မပေါဘူးထင်တယ်နော်ဟုတ်တယ်မပေါဘူးနော်အဆင့်4သူတို့ဒီနောက်ဆုံးဆော့ခဲ့ international မှာဆိုရင်သူတို့ဟိုမျော်မှန်းထားရတော့ဒီမရောက်ခဲ့ဘူးပြသိလားသူတို့ skyline ဝိုင်ခေါ်ထားရသေးလားလုံးဝ roster lane လုံးမယ်ဆိုပြီးစီစဉ်ထားတယ်နော်ခုချိန်မှာဆိုရင်လည်းသူတို့ဒီ MPA Indo မှာလည်း BDR ကိုရှုံးသွားတယ်ဗျာရှုံးသွားရဆိုပေမဲ့ဘယ်လိုပဲပြောဗျာသိလားဒီသင်းကတော့ player တက်လောက်ပါတယ်ထင်တယ် player တက်ဒါပေမဲ့သူတို့ bracket နည်းနည်းကိုကြက်တယ်ဗျာသူတို့ group ကနည်းနည်းကိုကြက်တယ်ဆိုတော့ပြောတော့မရအောင်နော်ကျွန်တော်ကတော့
ဒီမှာထားရတော့မယ်ဟိုဒီ top 8မှာထားရတော့နော်ဒီ international မှာလည်းကျွန်တော်လည်းအရင်အဆင်ပြေမယ်လို့မထင်ဘူးနော်ဒီလောက်မှာထားရတော့ okay entity 7နော် entity 7ဒါဘယ်ရတော့Peru okay okay South America နော်ဒါကအများကြီးမကြည့်တော့ဒါတော့မှာမထည့်တော့အများကြီးပြောတော့ brother တို့ချိန်လည်းမဖြုံးရtin liquid ph tin liquid ph ကတော့ကဲ brother တို့လည်းအကုန်သိမှနေနော် Sanford Carisi Sanji Teddy JP သူတို့ရဲ့ result လေးချက်ကြည့်လိုက်အောင်နော်သူတို့ result လေးချက်ကြည့်လိုက်အောင်စင်တက်ပဲနော်စင်တက်ပဲ Carisi Hero ကြည့်မယ်နော် Carisi Hero Fedrin Harley ရည်စမ်းချက် loose Liamot Harley okay Carisi ကတော့ဒီသူ့ assassin တွေကကျွန်တော်ကြိုက်တယ်ဆိုမဲ့ဟိုဘယ်လိုပြောလဲဆိုသူ Fanny ဘာရောမစောဘူးဆိုမဲ့သူ့အတွက်ခက်ခဲဖြစ်လာတော့ဖြစ်တော့မဖြစ်ဘူးဗျသူတင်း chemistry ကဟိုတော်တော်လေးကောင်းတဲ့ထဲမှာပါတယ်ဗျသိလားအဲ့တော့ဟိုလိုကာဒီစီကတက်နေကြလားဆိုတော့လေကျွန်တော်တို့တော့9နေဝင်ထင်တာပဲဗျဘာလို့လဲဆိုတော့ Sanford နဲ့ Sanji နဲ့ JB နဲ့ Teddy နဲ့ကျွန်တော်၄ယောက်လုံးကလည်းတော်တော်လေးကောင်းတယ်ဗျာလေတော်တော်လေးကောင်းတဲ့ထဲမှာပါတယ်ဒီအသင်းကြောင့်လည်းအများကြီးပြောကြအောင်လို့ထင်တယ် brother ကိုလည်းသူတို့အကြောင်းတော့အကုန်သိမှထင်တယ်နော်သူတို့ရဲ့ဒီ tournament တွေ placing မှာဆိုရင်တော့အမြဲကောင်းတယ်ဗျာသိလားအမြဲကောင်းတယ်ဆိုတော့တစ်ချက်တော့တစ်ချက်ပြပါမယ်โอเคသူတို့ဒီ NBA မှာဆိုရင်အဆင့်1ရတယ် C4 မှာလည်းအဆင့်1ရတယ် M7 မှာအဆင့်4ပေါ့နော်ပြီးတော့ဒီ NBA မှာအဆင့်1ရတယ် EWC champion ဖြစ်ထားတယ်အဆင့်1တွေပဲနော် C game မှာလည်း champion ထက်ရထားသေးတယ်ပြီးတော့ဒီနောက်ဆုံးစောခဲ့တဲ့ပွဲ ENC လားမသိဘူးဗျ ENC မှာလည်းသူတို့group stage မှာလည်းအကုန်ကြီးပေါက်နိုင်ခဲ့တယ်နော်အဲ့တော့ Indo လည်းနိုင်ခဲ့တယ်ဒါပေမဲ့ Indo ကကျတော့ AE ဘယ်လိုပဲပြောပြ brother တို့လည်းသိတဲ့အတိုင်းပဲ Team Liquid ကတော့ဒီပုံမှာထည့်မှာရပါမယ်နော်နောက်တစ်သင်းထပ်ကြည့်အောင်တော့နောက်သင်းကဒါ Aura Gaming ကတော့ brother တွေသိမှထင်နော် Luna TNC Rosa Sikiban Pagu Apex 47နော်သူတို့ရဲ့ဒီ result လေးချက်ကြည့်လိုက်အောင်သူတို့ local မှာလုံးဝပထမပဲနော်သူတို့ပထမဖြစ်တာတော်တော်လေးကြာပြီ4နှစ်လောက်ရှိနေတယ်လုံးဝပထမတွေပဲနော်သူဒီ M7 မှာဆိုအဆင့်5နဲ့6ရတယ် EWC မှာလည်းအဆင့်5နဲ့8ရတယ် okay ဒီကကျွန်တော်ကြည့်ရတော့ဒီအသင်းကကောင်းတယ်ဗျာဒါပေမဲ့ champion ကိုစိန်ခေါ်နိုင်ဖို့လက်စွမ်းတော့မရှိဘူးဗျာဒီလားအဲ့လောက်ထိတော့မရှိဘူးနော်အဲ့လောက်ထိတော့မရှိဘူးသူတို့ကတော့ဒီလောက်မှာပဲရှိတယ်ကျွန်တော်ထင်တော့ဒီ top 8လောက်မှာပဲရှိမှထင်တယ်ဘာလို့လဲဆိုတော့သူတို့ကောင်းတယ်ဗျာဒါပေမဲ့ကျွန်တော်ပြောလို့ပဲဗျာသိလားဒီအသင်းတွေနဲ့တူပဲဗျာ category ဘာလို့လဲဆိုကောင်းတယ်ဒါပေမဲ့အသင်းကြီးကြီးကြော်နိုင်ပါမလားမကြော်နိုင်ဘူးထင်တာပဲကျွန်တော်ထင်တာမကြော်နိုင်တော့ဘူးထင်တာပဲဒါပေမဲ့ကောင်းတယ်ဗျာဒါပေမဲ့ဒီအပေါ်က3သိန်းကိုရှင်စောနိုင်ရဆိုတော့ရှင်တော့မစောနိုင်ဘူးထင်တာပဲရှင်တော့စောနိုင်တယ်ဗျာဒါပေမဲ့မနိုင်ဘူးဖြစ်နေနော်သူတို့ဘယ်ချိန်မှာပဲသူတို့ရဲ့ဒီ international run တွေကြည့်လိုက်အများနဲ့ဒီအသင်းတွေတွေ့ရင်တော့သူတို့ခီးစင်ပြီးဆုံးသွားပါဗျာသိလားဒီအသင်းတွေတွေ့ရင်ခီးစင်ပြီးဆုံးသွားပဲဆိုတော့ရိုင်းတော့မလွယ်ဘူးဗျာနော်သူတို့ကျွန်တော်တို့ဒီအဲ့နေရာမှာထားရမယ်နော်ချန်ပီယံတော့ဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုပေမဲ့အောက်ထိတော့မထားရဘူးကျွန်တော်လောက်မှထားရမယ်နော်ဒီ top 8လောက်မှထားရမယ်အောက်ဆိုတော့အဆင်ပြေမယ်ထင်တာ okay နောက်ဆုံးသင်းကျွန်တော်တို့ရဲ့မြန်မာကိုစားပြု YG okay YG ကတော့ဒီမှာလူအသစ်2ယောက်နဲ့ဖြည့်ထားရပေါ့နော်ကိုင်ဇီရဲ့စန်ဂျီနဲ့ဖြည့်ထားတယ်သူတို့ local မှာတော့အရင် dominant ဖြစ်တယ်နော် local မှာတော့တပွဲမှမရှုံးထားဘူး series တစ်ခုမှမရှုံးထားဘူးရှုံးတာဗျာဒါပေမဲ့ series တစ်ခုမှမရှုံးထားဘူးအဓိကတော့ဒီအသင်းအားသာချက်ကတော့ကျွန်တော်ထင်ပြောမယ်ဆိုရင်တော့ဘာလဲဆိုတော့သူတို့ leg game လိုပဲပြောအောင်သူတို့ leg game ကတော်တော်လေးကောင်းတာကျွန်တော်ကြည့်ရတဲ့ထဲမှာတော့ဒီအသင်းတွေလို့ဒီ international မျိုးလုံးနဲ့ကြည့်မယ်ဗျာဒီလားလို့တခြား international အသင်းတွေနဲ့ရှင်ပြီးကြည့်မယ်ဆိုရင်တော့ကျွန်တော်ပွင့်လင်းပြောဆိုတော့ YG ကိုတော့ဒီ leg သူတို့ leg game တော့တော်တော်သဘောကျတယ်သူ leg game လို့ macro play ရကောင်းတယ် decision ချရမြန်တယ်ပြီးတော့ဒီ MSN မှာ champion ရသွားဆိုတော့လေကျွန်တော်ထင်တော့သူတို့ leg game ကောင်းလို့ပဲထင်တာပဲနော်ဒီကသူတို့ဒီ leg game ဆော့တာအရင်ကောင်းတယ်နော်ဒီဒါပေမဲ့သူတို့ရဲ့ early game ကတော့ကျွန်တော်ပို့ရင်ပြောမယ်ဆိုတော့ကျွန်တော်သိသဘောမကျဘူးဗျသိသဘောမကျဘူးသူတို့ဒီ early game မှာလို့ရရင်ဖိဆော့ရပါမရှိဘူးဒါသူတို့ play side အပြည့်ကောင်းဖြစ်နိုင်တာပေါ့နော်ဒါပေမဲ့ကျွန်တော်ထင်တော့ဒီသူတို့ဒီ international မှာ level တစ်ခုရောက်ဖို့ဆိုရင်တော့လုံးဝလို့ champion ကြည့်သွားခြင်းနဲ့ဆိုရင်တော့ဒီသူတို့ရဲ့ဒီ early game ကိုတော့အများကြီးတိုးတက်အောင်လုပ်ရမယ်ထင်တယ်ဘာလို့လဲဆိုတော့
သူတို့ဒီ early game မှာကျွန်တော်ကြည့်လိုက်တိုင်းအမြင်နဲ့နှိမ့်နေရပြီပဲသူတို့တာဆိုတာလုံးဝမရှိဘူးကြီးလားလို့တခါလေနှိမ့်တာကျွန်တော်မပြောလို့ဘူးဗျာဒါဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့သူတို့ဒီ early game ကအမြင်နီးပါးတော့နှိမ့်နေတယ်သိလားဟိုအထူးဖြင့်ဒီ Team 7တို့ပေါင်းနဲ့တွေ့ရပြီးတော့ကျွန်တော်ကြည့်လောက်တော့သူတို့ရဲ့ဒီ ENC run မှာလည်းကျွန်တော်နည်းနည်းတော့ကြည့်ပြတယ်အဲ့ချိန်မှာကျွန်တော်ဗာမြင်ရလဲဆိုသူတို့ဒီ early game ကလုံးဝ strong မဖြစ်ဘူးဗျာသူတို့ late game တော့အရင်ကောင်းတယ် late game ကျရင်နိုင်တာများတယ်ဒါပေမဲ့ဘယ်လိုပဲပြောဗျာဘယ်လိုကောင်းတဲ့အသင်းတွေတွေ့တဲ့အချိန်မှာကျရင်ဒီ late game ကြီးဆွဲစောနိုင်မှုတော့မလွယ်တော့ဘူးဗျာသိလားဘာလို့လဲဆိုတော့ဟိုဘက်အသင်းကတာဝါရဲဆိုရင်သူတို့ပြန်မမအောင်ဆိုရင်သူတို့ရှုံးမှု chance ကတော်တော်လေးနည်းသွားပြီဗျာသိလားအဲ့တော့လူမျိုး SC အသင်းတွေတွေ့တဲ့အချိန်မှာသူတို့ကဟိုအမားကြီးလုပ်ဖို့နည်းရှားရဗျာသိလားဒီ TL တို့ SRG တို့ Team Falcon ဆိုရင်သူတို့ဒီ late game ကျအမားလုပ်တာရှားရဗျာတာဝါရင်လုံးဝဖိစောအောင်မဲ့လူတွေပဲအဲ့တော့ဝါကြီးကအဲ့လိုသူများမိုင်းနေရမှာသူများကိုအဲ့လို punish လုပ်တဲ့နေရာမှာတော်တော်ကောင်းတယ်ဗျာဒါပေမဲ့သူတို့ရဲ့ဒီလို game ကိုလိုမျိုး early game ကအဲ့လိုသူတို့လက်ဖွားထဲမှာယူပြီးတော့အဲ့လိုလုံးဝ control ရရဲဆိုတာကျွန်တော်ရှိရမရှိဘူးပြောတာမဟုတ်ဒါပေမဲ့နည်းနည်းရှားရဗျာသိလားကျွန်တော်အဲ့ဒါလေးကိုတော့ပို့ပြီးတော့မြင်နေတယ်ဗျာသိလားသူတို့ဒီ early game ကိုပို့ပြီးတော့ control ယူတာ game ကိုပို့ပြီး control ယူတာပေါ့နော်အဲ့လိုဟာမျိုးလေးကိုပို့မြင်နေတယ်ဗျာဘာလို့ဆိုသူတို့ sort ထားတဲ့ပွဲတွေတော်တော်များသူမှာဒီ late game ကြမှာနိုင်တာများတယ်အဲ့တော့ကျွန်တော်ကတော့ဒီ YG ကိုတော့ကျွန်တော်ဒီချိန်တော့ဘယ်အထိသွားနိုင်မလဲဆိုတော့ကျွန်တော်ဒီအသင်းတွေမှာပဲထားရခြင်းတယ်ဗျာသိလားချန်ပီယံတော့ဖြစ်ကောင်းဖြစ်နိုင်တော့ဒါပေမဲ့အောင်ပြောလို့ပဲသူတို့ရဲ့ဒီ game play မှာအဲ့လိုအပေါက်ကြီးဖြစ်နေတယ်ဗျာသိလားအပေါက်ကြီးဖြစ်နေပြီးတော့ခုလာမဲ့ဒီ meta မှာလည်းဒီ assassin jungler တွေအတွက်ဘယ်လောက်ထိပြင်ဆင်ထားလဲတော့မသိဘူးเนาะဒါပေမဲ့သူတို့ကတော့အများနဲ့ဒီ utility တွေပဲဆိုတာများတယ် assassin မှာဆိုတော့သူတို့ su use ဆိုရယ် limo ဆိုရယ်ဆိုတော့ fanny ဘိုင်းလေးရတယ်ဆိုတော့ရိုင်းတော့အခက်အခဲဖြစ်မယ်လို့တော့မထင်ဘူးဆိုမဲ့တော့ဒီ early game တခုစိတ်ဖို့ပေါ့နော်သူတို့ဒီ early game အမြင်နဲ့နေနေရကြီးကကျွန်တော်ထင်တော့သူတို့ game play မှာလုံးဝလို့နည်းနည်းအပေါက်ကြီးလို့မြင်တယ်ပေါ့နော်အဲ့ဒါလေးဖာနိုင်ရင်တော့ဒီအသင်းတွေတော့ရှင် fight နိုင်နိုင်မယ်ဒါပေမဲ့အဲ့ဒါကြီးကိုမဖာနိုင်ဘူးဆိုရင်တော့ဒီအသင်းတွေတွေ့ရင်တော့ဆော့တော့တော်လေးခက်လိုက်မယ်ဗျဒီ early game အရင်နေနေရတော့ဘာလို့ဖြစ်တယ်ဆိုတော့ဆော့တော့တော်လေးခက်လိုက်မယ်နော် late game ရောက်သွားရင်တော့ late game ဒီရောက်သွားရင်တော့ YG ကတော့ဒီအသင်းတွေတော့ဟို macro မှာတော့မနေဘူးထင်တာမနေဘူးနော် macro ဘိုင်မှာတော့မနေဘူးဒီ early game တွေနော်ဒီ early game တွေကတော့ပို့ပြီးတော့ဟိုအားရမြင်နေတယ်နော်ဒါပေမဲ့ကျွန်တော်ဒီ top 4လောက်ထိတော့ရောက်မယ်ထင်တာပဲနော်ကျွန်တော်ဒီ top 4လောက်ထိတော့ရောက်မယ်ထင်တာပဲကဲဒါတော့ကျွန်တော် DLS ပေါ့နော် brother တို့ဘယ်လိုမြင်လဲကျွန်တော်တစ်ချက်ပြောပြပါအောင်brother ဘယ်လိုမြင်လဲကျွန်တော်တစ်ချက်ပြောပြပါအောင်ကျွန်တော် brother တို့ကျွန်တော်နဲ့အမြင်တူအောင်ရှိနေကျွန်တော် comment section မှာပြောလို့ရပါတယ်ကျွန်တော် discuss လို့ရတယ်ဘာလို့ကျွန်တော်ဒီအသင်းကိုဒီ placement မှာထားလဲဆိုတော့ကျွန်တော်ရှင်းပြပေးပါရဆိုတော့brother တို့လည်းသဘောတူမှထင်တာပဲမတူရင်တော့ comment section မှာပြောလို့ရပါတယ်နော်ကျွန်တော် placement လေးချက်ပြန်ကြည့်လိုက်အောင်နော်ကျွန်တော်ပြေပါတယ်အဲ့တော့ draw လေးတော့သဘောကျတယ်ကျွန်တော် okay okay နောက်လာမယ့် video မှာကျွန်တော်နောက်နေ့ကျရင်လည်းကျွန်တော်ဟိုbracket Tuesday bracket prediction လေးလုပ်ဖို့ရှိရပါတော့เนาะအဲ့ချိန်ကျရင်လည်းတစ်ချက်လာကြည့်ပေးကြပါဦး okay see you guys เนาะ thank you ပါ